စရာမလိုပဲမျက်နှာကို glow သွားစေမယ်လျှို့ဝှက်ချက်ကပါနီအယောင်မှန်ဖို့ပါပဲကို့အသားရည်နဲ့ဘယ်အယောင်ကအလိုက်ဖက်ဆုံးလဲဆိုတာကိုဒီဗီဒီယိုကနေပြောပြပေးသွားပါမယ်ကျမတို့က daily makeup လို့ပြင်တဲ့အခါပါနီအယောင်ကိုပန်းရောင်တစ်မျိုးတည်းပြင်ကြတာများပါတယ်ကျမအခုအသားရည်အယောင်အလိုက်သုံးလို့ရတဲ့ပါနီအယောင်တွေကိုအသေးစိတ်ပြောပြပေးသွားပါမယ်အသားဖြူတဲ့လူတွေက baby pink color peach color ကိုအဖြောဖက်နဲ့တန်တာရောင်လို့နဲ့လိုက်ဖက်ပါတယ်။ကြောင်စီချင်တာကတော့လိမ္မော်အရင်နဲ့ bright ဖြစ်လွန်အားကြီးတဲ့ကာလာတွေကိုရှောင်စီချင်ပါတယ်။ဒါလက်တဲ့လူတွေကပါနီအယောင်ရွေးချယ်မယ်ဆိုရင်ပန်းခရမ်းနုရောင်နဲ့လိမ္မော်ရောင်ကိုမှအဝါဖက်တန်းနဲ့အဝါဖောင်းများတဲ့ပါနီအယောင် bright pink color ပန်းရောင်အတောက်တို့နဲ့လိုက်ဖက်ပါတယ်အသားညိုတဲ့လူတွေကပါနီအယောင်ရွေးချယ်မှာဆိုရင်လိမ္မော်ရောင်အရင်နဲ့နီညိုရောင်တို့ကိုရွေးချယ်လို့ရပါတယ်ပန်းရောင်ကာလာတွေကသုံးမယ်ဆိုရင်အယောင်ရင်းနဲ့အရင်ဆုံးကာလာကိုပန်းရောင်ကိုမှအရင်ဆုံးကာလာတွေကိုရွေးချယ်အသုံးပြုလို့ရပါတယ်ပါနီသုံးတဲ့အခါတိထားတဲ့နောက်ထပ်အချက်တစ်ချက်ရှိပါသေးတယ်အသားရည်၆တဲ့သူတွေကပါနီရွေးချယ်တဲ့အခါမှာ cream dye liquid dye ကိုသုံးပေးပါဒါမှကျမတို့လိုချင်တဲ့ glow look ကိုရစေမှာပါအစီပြန်နဲ့အသားရည်တမားကြီးကြတော့ပေါင်နာတိုက်ကိုသုံးပေးပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့အသားရည်ကအစီအရန်ပြန်တဲ့အတွက်အစီနဲ့ cream dye ကိုအသုံးပြုမယ်ဆိုရင် cream နဲ့ရောပြီးတော့ပါနီကကြာရှည်မခံပါဘူးဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေကိုနဲ့လိုက်ဖက်တဲ့ပါနီအယောင်တွေအကြောင်းသိသွားပြီးထင်ပါတယ်ပါနီဝယ်တဲ့အခါပြန်ကြည့်လို့ရအောင်စေ့ထားလိုက်ပါအောင်